လားမသိဖိုင်ရနာမည် Numberเนาะအခုအမားတို့ရဲ့ CD ဘုတ်မှာဆိုရင်ဆော့ဆော့ပြောတယ်ဘာတွေကိုပဲစီးသွင်းပါလဲ credit C transaction တွေကိုစီးရင်သွင်းပါအဲ့တော့ credit C transaction တွေကိုစီးရင်သွင်းမယ်ဆိုလို့ရှိရင်အခုအမားတို့ XYZ ဆိုတဲ့ဟာလေးကိုစပြီးစီးရင်သွင်းလိုက်တယ်အဲ့တော့ line by line စီးရင်သွင်းပြီဆိုရင်အမားတို့က၄ဘုတ်မှာလည်းစီးရင်သွင်းတယ်လို့တစ်ဖက်မှာဘယ်မှာလဲတွားပြီးစီးရင်သွင်းမှာလို့ပြောလဲသေးလေကြမှာလဲ သေးလေကြမှာလဲစီးရင်သွင်းမယ်လို့ပြောတယ်စီးလေကြမှာဘာတွေပဲပါမှာလဲ AR individual တွေပဲပါအဲ့ဆို okay GCL စီးရင်သွင်းတယ် CD ဘုတ်မှာ900လို့သွင်းတယ်တစ်ဖက်မှာလည်းဘယ်မှာတွားတင်မှာလဲသေးလေကြမှာ သေးလေကြမှာလဲတွားတင်မယ်ဥပမာ POD 600စီးရင်သွင်းတယ် CD ဘုတ်မှာစီးရင်သွင်းတယ်တစ်ဖက်မှာလည်းဘယ်မှာတွားတင်မှာလဲစီးလေကြမှာတွားတင်ညာနော်ပြီးရင်ဘယ်လောက်နောက်ဆုံးစီးရင်ချုပ်လိုက်တယ်တစ်လတော့မဟုတ် PDF တစ်ခုပြီးတဲ့အချိန်မှာဘယ်လောက်ကုန်သွားလဲထားပါတော့ဘယ်လောက်တိုးတယ်ရသွားလဲဆိုရင်1500ရသွားအဲ့ဆိုအဲ့1500ကျတော့ဘယ်လိုသွားမှာလဲဘယ်လိုသွားမလဲ debit တွေခေါ် သေးနဲ့ debit A credit debit credit C debit A debit A credit credit C credit C transaction ဖြစ်တဲ့အတွက် credit C ရဲ့ debit entry ခေါ်မယ်အဲ့တော့ debit receivable credit revenue အဲ့ဒါဘယ်မှာရှိမှာလဲ general ledger အောက်မှာရှိမှာအဲ့တော့ပြောချင်တာက individual transaction တွေဆိုရင်အမောက်ဘယ်နဲ့ခေါ်မှာလဲဒေးဘုံနဲ့ C ledger နဲ့ခေါ်မယ် total ဆိုရင်ဘယ်နဲ့ခေါ်မှာလဲ account receivable နဲ့ revenue ဆိုတဲ့ C account ကိုခေါ်မယ်ဘယ်အောက်မှာရှိမှာလဲ general ledger အောက်မှာရှိမယ်အဲ့တော့အမှချုပ်လိုက်မယ်ကြည့်လိုက်မယ် individual transaction တွေကိုဘယ်မှာပို့မှာလို့ပြောလဲ C jar နဲ့တနည်းအားဖြင့် C jar နဲ့ဒီဘုတ်ကိုပြော C ဒေးဘုံနဲ့ C ledger နဲ့ okay total transaction ကဘယ်ကိုပို့မှာလို့ပြောလဲဘယ်ဘုတ်မှာလို့ပြောလဲ general ledger general ledger အောက်က general ledger ကိုတွားမှာ ကိုပို့ပေးမယ်နားလည်လားညာနော်အဲ့ဆိုရင်အမတို့ပါချိလေးကိုကြည့်အောင်ပါချိဆိုရင်ပြောပါအောင် individual line by line transaction တွေဘယ်ကိုသွားမှာလဲ purchase ledger ပါချိ လို ledger င်းကပါချီလေ ပါချိ ကြာ ledger ဟုတ်တယ်နော်အဲ့ဒါမျိုးလုံးထဲမှာမမြင်ရင်လေဒီလိုမျိုးလေးအမဒီလိုလေးလား okay ဘယ်လိုရှိမှာလဲပါချိ ledger မှာ HPC မှာဘယ်လောက်လဲ900ပြီးရင်နောက်တစ်ခုပြော L မှာ100 100 ပြီးရင်နောက်တစ်ခုပါလဲ G မှာ GB 800အဲ့ဒါ line by line ကြီးတောင်းမှာပြီးရင် line by line ပြီးရင်ဗါတယ်လေ line by line ပြီးရင် total ကြတယ်တော့မှလို့ပြောတယ် general ledger ကိုတွားမှာ general ledger အဲ့တော့ debit entry ခေါ်မယ်ဆိုရင် debit ပါချိ debit purchase credit payable အဲ့ဒါရင်ပြောမယ် individual transaction ဆိုရင်ဘယ်ကိုတောင်းမှာလဲပါချိဒီဘုံနဲ့ပါချိ ledger နဲ့ကိုတောင်းမယ် ပါချေလဲကြနဲ့ total ဆိုရင်ဘယ်ကိုတောင်းမှာလဲ general ledger ကိုတွားမှာ general ledger general ledger ကိုတောင်းမယ် purchase account နဲ့ payable account ဖေးဘက်က နားလည်လားအဲ့တော့ပါတီဒီဘုံမှာ only credit ပါချိပဲဆင်းသွင်းမယ် CD ဘုံမှာ only credit sales ပဲဆင်းသွင်းမယ်